စီရတဲ့ခါမှာကျွန်တော်အိတ်ဆွေးစမ်းနဲ့စစ်ဆေးရတာမဟုတ်ပါဘူးလူရဲ့ကျွန်တော်တို့ပြုမှုမှုသူတို့ရဲ့ကာယတာကိုကြည့်ပြီးတော့ကျွန်တော်တို့ကစစ်ဆေးရတာဖြစ်ပါတယ်အဲ့တော့တနေ့ကုန်လာသမျှကားတွေကိုကျွန်တော်စစ်ဆေးရတာတော့စစ်ဆေးရတဲ့တော်တော်လေးကိုပြန်မှန်းပါတယ်အဲ့ဒီလိုနီးတူပဲကျွန်တော်တို့ဒါအိတ်ဆွေးဂိတ်တွေမှာလည်းဒီတာဝန်ကျနေတဲ့နိုင်ငံဝန်ထမ်းတွေတက်မော်သားမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအဖွဲ့ပေါင်းစုံတကယ်ကိုပြန်မှန်းပါတယ်ကားတိုင်းကြီးကကျွန်တော်အရှိအဲ့မှာသူတို့တောက်လျှောက်ကိုကျွန်တော်တို့အစည်းအမှာမွေးစီဝါတွေမပေါအောင်နဲ့ခဲတွေမပေါအောင်တောက်လျှောက်ကိုကျွန်တော်တို့စစ်ဆေးနေကြတာပါဒါကြောင့်ကျွန်တော်တို့နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့တပ်မော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေများနဲ့အတူကျွန်တော်တို့ဒါစစ်ဆေးကိမှာတာဝန်ကျနေသူတွေအိတ်ဆွေးကိမှာတာဝန်ကျတဲ့သူတွေကလည်းဒါသူတို့ကလည်းနိုင်ငံတော်ကာကွယ်ရေးနဲ့များစွာသက်ဆိုင်တဲ့သူတွေပါဒါကြောင့်ကျွန်တော်တို့ဒီစစ်ဆေးကိတွေအနေနဲ့မိမိလှုပ်ထိုက်တာကိုကျွန်တော်တို့ပြက်သားလုပ်ပါဘာကြောင့်လဲဆိုတော့ဒီလက်နက်ခဲယမ်းတွေကဒါဒီဂိတ်ကိုကြော်သွားပြီဆိုရင်သူတို့အခြားသောဂိတ်တွေကိုလည်းကျွန်တော်ဘလို့ပုံစံနဲ့ဖြတ်သန်းမလဲဆိုတာကကျွန်တော်တို့တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဒါတော့ကျွန်တော်တို့တက်ကုန်းမြို့နယ်ကင်းသာစစ်ဆေးကိမှာလက်နက်ခဲယမ်းတွေမိတဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်သတင်းကျတဲ့ကောင်းလာရတော့အများနဲ့တင်ဆက်ပေးတာမို့ကျွန်တော်ရှာရတဲ့ဆက်စပ်လောက်သွားကြကြပါဦးခင်ဗျာအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါPeople Mediaဖြစ်ပါတယ်ခင်ဗျာဒီနေ့မလ18ရက်နေ့ထူးခြားတဲ့သတင်းရှိုးကိုကောင်းတော်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မနေ့ကနေပြည်တော်ကောင်စီနေပြည်တော်မှာလက်နက်ခဲယမ်းတွေများစွာမိခဲ့တဲ့အခြေအနေပါအဲ့တော့နေပြည်တော်ကောင်စီဆိုလို့ကျွန်တော်တို့ကဒီမြို့ထဲ area မှာမိတာမဟုတ်ပါဘူးဒီနေပြည်တော်ပင်လောင်းလမ်းပိုင်းမှာမိတာပါနေပြည်တော်ပင်လောင်းလမ်းပိုင်းကင်းသာစစ်ဆေးဂိတ်မှာမိတာပါအဲ့တော့ကင်းသာစစ်ဆေးဂိတ်ဆိုတာကကျွန်တော်ဒီရန်ကုန်မန်းလေးအမြန်ရန်ကုန်မန်းလေးလမ်းဟောင်းပေါ့ဗျာရန်ကုန်မန်းလေးလမ်းဟောင်းနဲ့ချိတ်ဆက်ထားတဲ့နေရာအဲ့ဒီကနေကျွန်တော်ဒီရန်ကုန်မန်းလေးလမ်းဟောင်းကင်းသာလမ်းခွဲကနေသွားမယ်ဆိုရင်တစ်ဖက်မှာကျွန်တော်လိမ့်လီကျိုးရရောက်မယ်အဲ့ဒီကနေကျွန်တော်ပင်လောင်းရောက်မယ်အဓိကကကျွန်တော်နေပြည်တော်ပင်လောင်းလမ်းမကြီးပေါ်မှာလမ်းမကြီးမှာမိတာပေါ့ဗျာနေပြည်တော်အပိုင်နေပြည်တော်ကောင်စီနယ်မြေတက်ကုန်းမြို့နယ်အပိုင်ထဲမှာမိတာသူကအဲ့ဒီကားကကျွန်တော်ဒီလက်နက်ခဲကနေတက်လာတဲ့ခါမှာသူကဒီနနွင်းဗျာနနွင်းတက်တယ်ဗျာဟိုနနွင်းပေကနေပြီးတော့တူးပြီးတော့တခါတည်းအချောက်လန်းထားတဲ့နနွင်းတက်တယ်သူအဲ့ကောင်အချောက်လန်းပြီးတော့သူဆွနွင်းမှုတို့ဘာလို့လောက်တာပေါ့ဗျာအဲ့နနွင်းတက်တွေနဲ့သူကနနွင်းအတက်တွေအိတ်ထဲကိုသူကရောပြီးထည့်လာတာဒါမှအားဖြင့်တော့မသိနိုင်ဘူးဗျာဟိုနနွင်းတက်တွေဟိုဘက်ဒီဘက်သွားပို့တယ်ပေါ့ဗျာအဲ့ဒီပုံစံနဲ့သူတို့ကတဲ့လာတာအဲ့မှာကားမောင်းတဲ့ကားပေါ်မှာကကျွန်တော်တို့2ယောက်မိတယ်ပြီးတော့ကျွန်တော်တို့ဆက်တဲ့သူတွေလည်းမိတယ်ဒါတော့ထားပါတော့အဲ့ဆက်အခြေအနေတော့ကျွန်တော်မပြောတော့ဘူးကားပေါ်မှာတော့ကျွန်တော်တို့2ယောက်မိတယ်သူတို့ကတော့ဒီနနွင်းတက်တွေကိုအတက်တွေကိုသူကနနွင်းအတက်တွေပေါ့ဗျာအဲ့ဒီနနွင်းတက်တွေထည့်လာတဲ့စာလိုက်ထဲမှာလက်နက်ခဲယမ်းတွေပြုံပြီးထည့်လာတာအဲ့တော့တချို့ကပြောတယ်နေပြီးတော့ထဲမှာလက်နက်ခဲယမ်းတွေအများကြီးမိတယ်မဟုတ်ပါဘူးမိတယ်ဆိုတာကျွန်တော်တို့အဝေးကြီးဟိုမှာနေပြီးတော့ပင်လောင်းလမ်းပိုင်းမှာမိတာအရင်တော့အဲ့ဒီဘက်မှာကျွန်တော်တို့ဒီလိမ့်လီကျိုးရတာဘက်ကိုအရင်တော့ကျွန်တော်တို့ဒီသွားပြီးတော့အပန်းဖြေကြတယ်ဓာတ်ပုံတွေရိုက်ကြတယ်လိမ့်လီကျိုးရတာတော့တကယ်လှတဲ့နေရာနောက်ပိုင်းကျရင်သွားလို့ရပါတယ်တကယ်ကိုတော်တော်လှပါတယ်အဲ့ဒီလမ်းပိုင်းကနေပြီးတော့ပင်လောင်းလမ်းပိုင်းကကျွန်တော်တို့အချိုးဝစ်တော်တော်များပါတယ်ကျွန်တော်တို့ဆိုလည်းရောက်ဖို့ပါတယ်အဲ့ဒီလမ်းပိုင်းကိုပြီးသွားရင်ကျွန်တော်အဲ့ဒီလမ်းပိုင်းရဲ့ဘေးမှာအပေါ်ကနေကျလာတဲ့ဒီရေတွေနဲ့ရေချိုးလို့ရတယ်ဘေးနားမှာကျွန်တော်ရေချိုးလို့ရတယ်ကျွန်တော်တို့ကမှတစ်ခေါက်ရေသွားချိုးပါတယ်တော်တော်လေးကိုတာရပါတယ်ဗျတကယ်ကိုကျွန်တော်တို့တကယ်ကိုတာရတဲ့နေရာလေးဖြစ်ပါတယ်အဲ့တော့ဒီဖြစ်စဉ်မှာကျွန်တော်တို့ဒီကင်းသာစစ်စေးဂိတ်မှာတာဝန်ကျတဲ့ရဲတပ်ဖွဲ့ဝင်တွေတပ်မော်သားတွေနဲ့တပ်ဆိုင်တဲ့သူတွေရဲ့ဆောင်ရွက်မှုကိုတော့ကျွန်တော်တို့ဒါတကယ်ကိုဂုဏ်ယူပါတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဒီရှေ့တန်းမှာနိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေရတဲ့တပ်မော်သားတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေပြည်သူစစ်တွေမကဘဲနဲ့နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ရင်တကယ်အရေးကြီးတာကကျွန်တော် H-way gate တွေပါကျွန်တော် H-way gate တွေလုံးဝမေ့လို့မရပါဘူးအဲ့တော့တကယ် H-way gate တွေကတော်တော်ကိုပင်ပန်းကြပါတယ်တကယ်ကိုပင်ပန်းကြတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရှမ်းပြည်နယ်ရှမ်းမြောက်လမ်းပိုင်းကကျွန်တော်ပြတ်တောက်မှုတွေဖြစ်တဲ့အခါမှာလမ်းပိုင်းတွေကကျွန်တော်ရှမ်းတောင်ဘက်လမ်းပိုင်းတို့အားကိုးပြီးတော့ကျွန်တော်သွားတဲ့အခါမှာဒီမန္တလေးတိုင်းဒေသကြီးတွေထဲမှာရှိတဲ့ကျွန်တော်တို့ဒါစစ်စေးဂိတ်တွေပြီးတော့ကျွန်တော်တို့ဒီပဲခူးတိုင်းမှာရှိတဲ့စစ်စေးဂိတ်တွေပေါ့ဗျာတနည်းအားဖြင့်မြန်မာနိုင်ငံမှာရှိနေတဲ့ဒီ H-way စစ်စေးဂိတ်တွေပေါ့အဲ့ဒီဂိတ်တွေကတကယ်ပြန်မှန်းပါတယ်ဒီဂိတ်တွေကနေပြီးတော့ဒီလက်နက်ခဲယမ်းတွေများစွာဖော်ထုတ်နိုင်ခဲ့တယ်မွေးရိပ်စေဝါးတွေများစွာဖော်ထုတ်နိုင်ခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကဒီစစ်စေးဂိတ်တွေပေါ့ဗျာတနည်းအားဖြင့် H-way ဂိတ်တွေစစ်စေးဂိတ်တွေဆိုတာလဲနိုင်ငံတော်ကာကွယ်ရေးအတွက်ဒါထမ်းဆောင်နေကြတဲ့သူတွေပါပဲကျွန်တော်တို့တကယ်ဂုဏ်ယူပါတယ်ဒီပုဂ္ဂိုလ်တွေနဲ့ပတ်သက်ရင်ဂုဏ်ယူပါတယ်အဲ့တော့လက်နက်တွေကတော့မနေဘူးဗျာကျွန်တော်အဲ့မှာကြည့်လိုက်တဲ့အခါမှာဒီ rifle က14လက်ဆက်လက်က1လက်6လုံးမျိုးက1လက်တွေ့ရတယ်ပြီးတော့ကျွန်တော်ကြီးစံနေအများကြီးပဲကြီးစံနေများစွာလဲတွေ့ရတယ်အဲ့တော့အဲ့ဒီဟာကကျွန်တော်တို့ဒီမကွေးတိုင်းဘက်ကိုဥတည်တယ်လို့တော့ကျွန်တော်တို့သိရတယ်အဲ့တော့ဘယ်ဒီဥတည်မလဲကျွန်တော်မသိဘူးလက်ရှိတော့သက်ဆိုင်တဲ့သူတွေကိုဖော်ထုတ်ပြီးတော့ဆောင်းနေလို့သိရတယ်ပြီးတော့ကျွန်တော်တို့ဒါဆက်သွယ်ရေးစက်တွေပါတယ်ပြီးတော့ကျွန်တော်တို့ဒီ PDF တွေဗတ်တစိတ်တွေပါတော့စစ်သေးကြွတဲ့ဗတ်တစိတ်တွေလည်းကျွန်တော်တွေ့ရတယ်အဲ့တော့ဒီနေပြီးတော့ပင်လောင်းလမ်းပိုင်းရဲ့အရေးကြီးတဲ့အစိပ်ပိုင်းသူ့ရဲ့လမ်းပိုင်းကိုကျွန်တော်တင်ပြပါမယ်သူကဒီ
နေပြီးတော့ကနေပြီးတော့ကျွန်တော်တို့ပင်လောင်းဘက်ကိုတက်မယ်ဆိုရင်တစ်ဖက်မှာကျွန်တော်တို့လမ်းပိုင်းမှာပဲဒီလိမ့်လီကျိုးတာရှိမယ်အဲ့ဒီကနေဆက်သွားမယ်ဆိုဆက်သွားရင်တော့ကျွန်တော်တို့ဒီရှမ်းတောင်ပင်လောင်းဘက်ကိုရောက်မယ်ပင်လောင်းကနေကျွန်တော်တို့သွားမယ်ဆိုရင်သူကလမ်းပိုင်းတွေရှိတယ်ပင်လောင်းနေပြီးတော့ဒီနောက်တရားအောင်ပန်းဒီချိတ်တဲ့လမ်းပိုင်းရှိတယ်ပြီးသွားရင်တော့ကျွန်တော်တို့ပင်လောင်းနတ်ပန်မိုင်းတောက်တောင်ကြီးအထိသွားလို့ရတဲ့လမ်းပိုင်းတွေရှိတယ်ပြီးတော့ကျွန်တော်ပင်လောင်းစီဆိုင်လမ်းပိုင်းတွေရှိတယ်နောက်ထပ်ကျွန်တော်စေရအရေးကြီးတာကပင်လောင်းဖယ်ကိုမိုးပြဲအဲ့လမ်းပိုင်းပါလက်ရှိကျွန်တော်တို့ဒီလက်နက်ခဲယမ်းတွေတဲယူမှုဆိုတာကလည်းဒီပင်လောင်းဖယ်ကိုမိုးပြဲလမ်းပိုင်းကိုဒါမိုးပြဲလမ်းပိုင်းကနေပြီးတော့ဖြတ်ပြီးတော့တဲယူတယ်လို့တော့ကျွန်တော်တို့ယူဆရပါတယ်အဲ့ဒါတော့ကျွန်တော်ယူဆချက်ပါဘာကြောင့်လဲဆိုတော့အဲ့လမ်းပိုင်းမှာစစ်သွေးကြွတွေကလှုပ်ရှားမှုတွေရှိပါတယ်လက်ရှိတော့ကျွန်တော်တို့မိုးပြဲမြို့ကိုအလုံးစုံသိမ်းမှတ်တိုင်းအတွက်တက်မတော်ကတော့နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေပါတယ်တိုက်ပွဲတွေကတော်တော်လေးပြင်းထန်ပါတယ်အဲ့တော့